အခုကျွန်တော်ပြောပြပေးမယ်ဒီက compressor ရဲ့အသက် release ratio နဲ့ threshold တွေကိုပေါ့နော်အသေးစိတ်ကနေစပြီးတော့မှဘယ်လိုအသုံးပြုရလဲဆိုတော့ပြောပြပေးမှာဖြစ်ပါတယ် compressor ကိုအသုံးပြုပြီးတော့မှဘယ်လိုကိုရလက်တွေရရှိနိုင်လဲပေါ့နော်ပြောရရင် dynamic range balance တွေရအောင်ဘယ်လိုလုပ်ရမလဲဒါမှမဟုတ် to enhance ဒါမှမဟုတ် glue type compressor ပေါ့နော် glue type compressor ရအောင်ဘယ်လိုအလုပ်ရမလဲအသက်တွေ release တွေကိုဘယ်လိုချင်ရမလဲဆိုတော့အသေးစိတ်ကနေကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ compressor ဘာလဲ compressor ဘာအလုပ်ကိုလုပ်ပေးတာလဲပေါ့နော်ကျွန်တော်တို့ compressor ဘာအလုပ်ကိုလုပ်ပေးလာလဲဆိုတော့စိတ်ကူးထဲမှာတွေးကြည့်ကျွန်တော်လူငယ်လေးတယောက်ကိုကျွန်တော်တို့ studio မှာငှားထားတယ်လာစာပေးပြီးတော့မှငှားထားတယ်ပေါ့နော်သူ့ရဲ့အဓိကအလုပ်ကဘာလုပ်ရမှာလဲဆိုတော့အဆိုတော်ကအတန်တအားကျဲလာတဲ့ခါအတန် short ပေးရမယ် volume level လေးကိုအတန် short ပေးရမယ်ပြီးရင်သူ့ရဲ့ပုံမှန်အတိုင်းပဲအတန်ထားပေးရမယ်ဆိုပြီးတော့မှခိုင်းတဲ့ပုံစံမျိုးပဲ compressor ကကြတော့အတန်တအားမြင့်နေတာကိုအတန် short ပေးတယ်အတန်တအားနှိမ့်နေတာကိုလည်းအတန်မြင့်ပေးတယ်သူ့ရဲ့ dynamic range အတွင်းထဲမှာ volume ကိုရှိအောင်ထိန်းချုပ်ထားတဲ့ကိရိယာပေါ့နော်ဒါပေမဲ့ compressor ကကြတော့သူ့ရဲ့လိုအပ်ချက်ပေါ်မူတည်ပြီးတော့မှအမျိုးမျိုးအသုံးပြုကြတယ်ဘယ်လိုပုံစံမျိုးလုံးဆိုတော့ kit တွေ scenario ရဲ့ရိုက်ချက်တွေပို့ပြီးတော့မှဒီ instrument တွေကြားထဲမှာပို့ပြီးတော့မှတိတာလာအောင်ရှေ့ကိုနားထောင်တဲ့သူရဲ့ရှေ့ကိုနားထောင်တဲ့သူရဲ့ရှေ့ကိုရောက်လာအောင်ဒါမှမဟုတ်ရင်အဲ့လိုမျိုးပုံစံမျိုးနဲ့လည်းအသုံးပြုကြတယ်နောက်ပြီးတော့မှdrum track တွေ instrument track တွေ vocal track တွေအားလုံးကို bass track တစ်ခုတည်းကိုပို့ပြီးတော့မှလည်းဒီ performance တစ်ခုတည်းနဲ့ performance တစ်ခုတည်းရအောင်ပေါ့နော် glue type ပုံစံမျိုးတွေကိုလည်းအသုံးပြုကြတယ်အဲ့ဒီတော့ compressor အတန်တအားမြင့်နေတာကိုနှိမ်ပေးတယ်အတန်တအားနှိမ့်နေတာကိုမြင့်ပေးတယ်ဆိုတာတက်အများကြီးလုပ်လို့ရတယ်အဲ့ဒါဆိုရင် compressor ကိုအသုံးပြုပြီးတော့မှရရှိနိုင်တဲ့ဒီ go ရလက်တွေက၄မျိုးရှိတယ်ဘယ်လိုဘာတွေတုံးဆိုတော့ to balance dynamic range နဲ့ balance ဖြစ်အောင်လဲလုပ်လို့ရမယ် to enhance ကျွန်တော်စောနာတော့ပြောတယ်လို့ပဲ kit တွေ scenario ရဲ့ရိုက်ချက်တွေပို့ပြီးတော့မှတိတာလာအောင်ဒါမှမဟုတ်ရင်မြင်းမြင်းဆိုင်ဆိုင်ဖြစ်လာအောင်ပေါ့နော်အဲ့လိုမျိုးလဲအသုံးပြုလို့ရတယ်နောက်ပြီးတော့မှ glue type compression ဖြစ်အောင်လဲအသုံးပြုလို့ရတယ် glue ကကြတော့ဘယ်လိုလဲဆိုတော့ track တွေအားလုံးကို best track တစ်ခုတည်းကိုပို့ပြီးတော့မှဒီ performance တစ်ခုတည်းပုံစံမျိုးနဲ့ပေါ့နော်ဟို track တွေစုပြုံပြီးမှစီးထားတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ဒီအကုန်လုံးကတသားတည်းဖြစ်နေအောင်ပုံစံမျိုးတွေအသုံးပြုလို့ရတယ်ဒါပြီးတော့မှ two fish အဓိကကျွန်တော်ပြောချင်တာကကြတော့ compressor ကိုပေါ့နော်ရည်ရွယ်ချက်ရှိနဲ့အသုံးပြုရမှာဘယ်လိုပုံစံမျိုးလို့ဆိုတော့ကိုက track တစ်ခုတည်းကို compressor ကိုအသုံးပြုတယ်ပဲထားငါဘာကြောင့်ဒီထဲကို compressor ဘာကြောင့်ထည့်တာတော့ဒီ compressor တုံးရတဲ့ရည်ရွယ်ချက်ကဘာတော့ dynamic range တွေ balance ဖြစ်အောင်လုပ်မှာလားဒါမှမဟုတ်ရင်ပို့ပြီးတော့မှနားထောင်တဲ့သူကိုနားထောင်တဲ့သူရဲ့ရှေ့နောက် kit တွေ scenario တွေရောက်အောင်လုပ်မှာလားဒါမှမဟုတ် instrument ကိုနည်းနည်းလေးနောက်ကိုရောက်အောင်လုပ်မှာလားဒါသူကကြတော့အမှန်တမ်းပြော dynamic range ကိုပဲအဓိကအလုပ်လုပ်တာဆိုတော့လေဒါပြီးရင်အကုန်လုံးဒီ performance တစ်ခုတည်းရအောင်လုပ်မှာလားအဲ့လိုမျိုးရည်ရွယ်ချက်ရှိနဲ့အသုံးပြုစေချင်တာဟိုတခြား YouTuber တွေကသုံးတယ်ပေါ့နော်သူတို့တွေ compressor သုံးတယ်ဆိုရင်မှကိုက compressor ကိုတုံးလိုက်တဲ့ပုံစံမျိုးမဟုတ်ဘူးပေါ့ဟိုရည်ရွယ်ချက်ရှိနဲ့သုံးစေချင်တာတကယ်လို့သူများတွေတုံးတယ်ပေါ့နော်ကိုလည်းတုံးမှာပါတုံးမှာဖြစ်မယ်သူတို့ဒီ compressor တုံးတယ်ကိုလည်းဒီ compressor တုံးမယ်ဆိုပြီးတော့မှတုံးလိုက်တာအမှန်တမ်းပြောရင်ကောင်းမှုဆိုတာထက်စိုးဖို့ပိုများတယ်ဗျ dynamic range တွေပို့ပြီးတော့မှဟိုလိုအပ်တဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ dynamic range တွေကဟိုကိုမလိုအပ်တဲ့ပုံစံမျိုးတွေဖြစ်သွားဖို့များတယ် dynamic range တွေတအားများရင်ဘာဖြစ်မှာတော့ပေါ့နော်ထားပါတော့ vocal track ကပေါ့နော် dynamic range တွေအတော်လေးများနေတယ်ပေါ့နော်ဘယ်လိုပြောမလဲတချို့နေရာတွေကျနှိမ့်တယ်တချို့နေရာတွေကျတော့မြင့်တယ်ပေါ့vocal track တစ်ခုတည်းနားထောင်နေတော့ကကျတော့ပြဿနာမရှိဘူးပေါ့ဘယ်လိုပုံစံမျိုးဆိုတော့အတန်နှိမ့်သွားတယ်ဆိုရင်လည်းမတိတာဘူးလေနော်ဟိုမြင့်သွားတယ်ဆိုရင်လည်းကိုကလည်းတအားကြီးတော့မတိတာဒါပေမဲ့မစင်ဆွဲတဲ့အခါကျတော့ instrument track တွေရှိမယ်ဗျာ drum track တွေရှိမယ်အဲ့ drum track တွေနဲ့ vocal track တွေနဲ့ instrument track တွေနဲ့ဘယ်လိုပုံစံမျိုးဖြစ်နေမှာဆိုတော့ vocal ကဒီအရှေ့ဆုံးကနေမှာပေါ့နော်နောက်က kit တွေ snare တွေ bass တွေနောက်ကနေသူ့ကိုပံ့ပိုးပေးတဲ့ပုံစံမျိုးရယ်ဒါပြီးရင် instrument track တွေကသူ့ရဲ့ဘေးနားကနေပေါ့နော်ဒီမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ဖြစ်နေအောင်ပံ့ပိုးပေးမှာဒီ vocal ကကြတော့ dynamic range တအားများခါကြတော့ဘယ်လိုဖြစ်လာတာတုံးဆိုတော့ဒီအတန်ကတချို့နေရာကြတော့အတန်တိုးနေရပါတော့မကျဲဘူးပေါ့အဲ့လိုဆိုတော့ဒီ kit တွေ snare တွေ instrument တွေကသူ့ရဲ့ vocal ကိုလွှမ်းသွားတော့ဘာဖြစ်မှာအောင်ဆိုတော့တချို့စာသားတွေကြမကြတော့အဲ့လိုမျိုးဖြစ်လာဒါတချို့နေရာကြတော့ vocal ကအတန်ကျဲနေတဲ့ခါကြတော့ဘယ်လိုဖြစ်လာတာအောင်ဆိုတော့ဒီ vocal တန်ကြီးကပဲရှေ့ကြီးကိုရောက်နေပြီးမှတခြား instrument တန်အနေနဲ့သူကစီးစီးကက်ကက်မဟုတ်တော့အဲ့လိုမျိုးပုံစံမျိုးဖြစ်နေမှာပေါ့နော်
အဲ့လိုဆိုတော့ dynamic range ကိုအတိုင်းအတာတစ်ခုထိဘေးလန့်ဖြစ်အောင်လုပ်ပြီးကကြမှာ machine ဆွဲတာကြတော့ဒီလွယ်ကူတာပေါ့နော်အဲ့ဒါကြောင့် dynamic range ကိုထိန်းချုပ်ဖို့ကလိုအပ်တယ် compressor က dynamic range ကိုထိန်းချုပ်တာဆိုရင် dynamic range ကဘာတော့ dynamic range ကဘာတော့ပေါ့နော်ဂီတာသမားတို့ drum သမားတို့မေးလိုက်မယ်ဆိုတော့ dynamic range ဆိုတာသချင်းတစ်ပုတ်ရဲ့အနိမ့်ဆုံးနဲ့အမြင့်ဆုံးကွာခြားချက်ဟာ dynamic range လို့ပြောလိုက်မယ်အဲ့ဒါမှားသလားလို့မေးရင်တော့လည်းမမှားဘူးဒါပေမဲ့ mixing မှာ compressor ကိုအသုံးပြုတာကြတော့အဲ့ဒီ dynamic range ကိုထိန်းချုပ်တာမဆိုစလောက်ပဲပါတာပေါ့နော်အဲ့လိုဆိုရင် dynamic range ကိုအဓိကပြန်ပြီးတော့မှအသေးစိတ်ခွဲကြည့်မယ်ဆိုရင် musical dynamic range ရှိမယ် macro dynamic range ရှိမယ် micro dynamic range ဆိုပြီးတော့မှ၃မျိုးရှိလာမယ် musical dynamic range ကကြတော့စောနာပြောခဲ့တယ်လို့မြန်တချင်းတစ်ပုတ်ရဲ့အနိမ့်ဆုံးနဲ့အမြင့်ဆုံးကွာခြားချက်ဟာ musical dynamic range ပေါ့ဒီမှာဆိုရင်ဒီတချင်းရဲ့အစနဲ့ဒီ chorus ရဲ့ကွာခြားချက်ဟာဒါဟာ musical dynamic range ပဲတချို့ break ပါတယ်ဗျာဒီလိုနေရာမျိုး break တွေဒီမှာဆိုရင်သူ့ရဲ့ဒါဟာမှန်တိုင်းပြောရင်ဒီတချင်းရဲ့အသက်အကျကိုသွားတာမျိုးပေါ့နော်ဒါဒီကောင်ရဲ့ဒါဟာ musical dynamic range ပေါ့နော်ဒီတချင်းရဲ့ဒီမှာအနှိမ့်ဆုံးပိုင်းနဲ့ဒီက chorus ရဲ့အမြင့်ဆုံးပိုင်းနဲ့ကွာခြားချက်ဟာ musical dynamic range ပေါ့နော်နောက်တော့ macro dynamic range ကဘယ်လိုမျိုးတော့ဆိုတော့ဒီ performance တစ်ခုပေါ့နော်ဒီထားပါတော့ဒါဟာ chorus တစ်ခုပဲထား chorus တစ်ခုမှာရှိတဲ့ C key တို့ D key တို့ E key တို့အဲ့ဒီ key ရဲ့တီးချက်တွေကတစ်ချက်နဲ့တစ်ချက်ကမတူညီဘူးဘယ်လိုပုံစံမျိုးဆိုတော့ဒီမှာဆိုရင်ဒီကောင်ဆိုရင်အတော်ကိုမြင့်တယ်ဒီကောင်ဆိုရင်နှိမ့်သွားတာအတန်တိုးသွားတာဒီမှာဆိုဒီနေရာမှာဆိုပို့ပြီးတော့မှအတန်တိုးတယ်ဒီနေရာမှာမြင့်တယ်ဒီနေရာလေးမှာနည်းနည်းတိုးတယ်အဲ့လိုမျိုးပေါ့နော်ဒီကောင်နဲ့ကွာခြားချက်ဟာ macro dynamic range ဒီတော်တော်များများအမှန်တမ်းပြောရင်နှိမ့်သွားလိုက်မြင့်သွားလိုက်ဆိုရင်အတန်မညီတော့ဘူးလေဒါဟာ macro dynamic range ဒါပြင် micro dynamic range ကဘယ်လိုမျိုးတုံးဆိုတော့သူကပို့ပြီးတော့မှဆွဲကြည့်ရမှာဒီမှာကြည့်လိုက်ဒီမှာဒီက peak နဲ့ဒီက belly လေးနဲ့ရဲ့အကွာခြားချက်ဟာဒါကကြတော့ micro dynamic ပေါ့နော်ဒီဘောကကြတော့ macro dynamic map ပေါ့ထားပါတော့ macro dynamic range ဒါကကြတော့ဒီ performance တစ်ခုပေါ့နော်ဒါကကြတော့ the shape of the performance ဒီ performance ရဲ့ကွာဟချက်ပေါ့နော်ပုံစံပေါ့နော်ဒီထားပါတော့ကျွန်တော်တို့ vocal မှာဆိုရင်ဒီငါမင်းကိုသိချစ်တာပဲဆိုရင်ငါနေရနဲ့ချစ်နဲ့ကွာခြားချက်တွေရှိမှာကွာမှန်တယ်ပြောတော့တားကြီးကွာနေနားထောင်လို့အဆင်မပြေဘူးလေအဲ့လိုမျိုးပဲဒီကောင်ကကြတော့ဒါကျွန်တော်တို့ dynamic range balance ဖြစ်အောင်ဆိုရင်ဒီ macro dynamic range ကိုသွားတာဗျာ micro dynamic range ကကြတော့စောနာပြောတယ်လို့ပဲဒီကောင်က peak နဲ့ belly ရဲ့ကွာခြားချက်ဒီမှာဆိုရင်တောင်ထိပ်ပေါ့ဗျာတောင်ထိပ်ရဲ့တောင်တန်းရဲ့ကွာခြားချက်အဲ့လိုပုံစံမျိုးလေးပေါ့နော်ဒီကောင်ကဒါ macro dynamic range ဒါဟိုဟာတွေမှာဆိုရင်ပို့ပြီးတော့မှအလုပ်လုပ်တယ် punchy compression တို့ tick style compression တို့အဲ့ဒီမှာဆိုရင်ဒီ micro dynamic range ကိုအသုံးပြုတယ် macro dynamic range က dynamic range တွေဘေးလန့်ဖြစ်အောင်စကလုံးတစ်လုံးနဲ့တစ်ခုဒါမှမဟုတ်ရင်ငါမင်းကိုအဲ့လိုမျိုးစောနာပြောတယ်လို့ပဲအဲ့လိုမျိုးကွာဟချက်တွေကိုဒါကျွန်တော်တို့ကအမှန်တိုင်းပြောရင်ဘေးလန့်ဖြစ်အောင်လုပ်ရမှာပေါ့နော်ကျွန်တော်တို့အခုပြောခဲ့တာကိုခြုံပြီးတော့မှပြောမယ်ဆိုရင်ကျွန်တော်တို့က compressor dynamic range ကိုထိန်းချုပ်တာကိုလည်းကျွန်တော်တို့ပြောခဲ့ပြီ compressor ကိုအသုံးပြုပြီးတော့မှရရှိနိုင်တဲ့ဂိုးရလက်၄မျိုးအကြောင်းကိုလည်းပြောခဲ့တယ်အဲ့ဒီဂိုးရလက်၄မျိုးကဘာတွေတုံးဆိုတော့ dynamic range တွေဖြစ်အောင် do ဘေးလန့် do enhance do glue do fish အဲ့ဒီဟာကိုလည်း၃မျိုးကိုပြောခဲ့ပြီဒါပြီးရင်ကျွန်တော်တို့ dynamic range တွေကဘာတွေတုံးဆို dynamic range ၃မျိုးအကြောင်းလည်းပြောခဲ့ပြီအခုနောက်ထပ်ကျွန်တော်ပြောပြမှာကြတော့ compressor ထဲမှာရှိတဲ့ခလုတ်တွေရဲ့အလုပ်လုပ်ပုံကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်